ကျောင်းဝန်းထဲမှာမိနစ်20တိတိပုံနေနိုင်ရင်ဒေါ်လာ1တန်းဒီနေ့မှာတော့ဒေါ်လာ1တန်းတန်တူတူပုံတန်းကစားနည်းအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးကစားသမားယူနာကတော့လက်ဖက်ရည်တောက်ပွဲခမ်းမရဲ့နေရန်ကြားကမိဖို့ကြောင့်နေရာချင်းချင်းလေးမှာပစ္စည်းတွေနဲ့꿰ပြီးပုံနေပါတယ်ဒုတိယတစ်ယောက်ဖြစ်တဲ့မတ်စုအိုကတော့ကျောင်းကန်းထဲကနာရီကိုဖြုတ်နေရန်ကိုအပေါက်ဖောက်ပြီးသူ့မျက်နှာကိုနာရီဆက်ဝိုင်းနဲ့ထည့်ကပုံနေတာပါဒီလူကပုံလိုက်ရင်အမြဲတမ်းအလန်းစားအကွက်တွေနဲ့ပုံတက်တာပါနောက်ထပ်ကာကူတာအာကီယာမနဲ့အိုကာဂူတို့၃ယောက်ကတော့တနေရာထဲမှာပဲစုပုံဖို့ဆုံးဖြတ်ခဲ့ကြပါတယ်သူတို့ဟာဂီတခန့်ရဲ့နေရန်တိဆောက်ပုံကိုအသုံးချပြီးအကန့်၃ခုကိုဖန်တီးခဲ့ပါတယ်တနေရာထဲကိုပဲထက်ခါလာရှာဖို့ကအခွင့်အရေးနေတာကြောင့်တယောက်မိသွားရင်တောင်ကြံတဲ့2ယောက်ကတော့အေးဆေးလွတ်မြောက်နိုင်တယ်လို့သူတို့ကတွက်ထားတာပါနံပါတ်6ကစားသမားဦးမီကာဝါကတော့စီကန်းတွေကိုဂရုစိုက်သူမဟုတ်ပါဘူးသူကကျောင်းလူသွားလမ်းထဲကရေခဲဆက်ထဲမှာရေခဲတွေနဲ့မြုပ်ပြီးပုံနေတာပါရေခဲတွေအကုန်ထုတ်ယူပြီးမှသာသူ့ကိုရှာတွေ့နိုင်မှာပါဦးမီကာဝါတယောက်စဉ်းစားတတ်ပါဗျာနံပါတ်9ကစားသမားအာဘေးရဲ့အစီအစဉ်ကတော့ကျောင်းဝင်လန်းကဗီဒီယိုတစ်ခုလုံးကိုလူဝင်လို့ရအောင်လှုပ်ဝက်အခန်းတစ်ခုပြုလုပ်လိုက်ပါတယ်အောက်ဆုံးကဗီဒီယိုကိုဖွင့်ပြီးနေရန်ကိုဘေးတိုက်ရွှေ့ကြည့်နိုင်မှသာသူ့ကိုတွေ့နိုင်မှာပါနောက်ဆုံးတစ်ယောက်ဖြစ်တဲ့စူပင်ကတော့အားကစားရုံကဂိုဒေါင်ထဲမှာပုံနေပါတယ်သူကအဲ့ဒီမှာရှိတဲ့ခောက်စားပွဲတွေကိုယူပြီးအတွင်းပိုင်းမှာအခေါင်းပေါက်ဖြစ်အောင်ပြင်ဆင်ကရှိုးဝက်အခန်းတစ်ခုပြုလုပ်လိုက်ပါတယ်အပေါ်ဆုံးလွှာကိုမကြည့်မချင်းတော့သူ့ကိုဘယ်သူမှသိမှာမဟုတ်ပါဘူး